လာပါရှင်ကျမကတော့ဗမောက္ခဒေါက်တာဆက်ဆက်မြင့်ဗမောက္ခတောက်ဖွားမြင့်ရဲ့ထူးဆရာဝန်ကြီးဖြစ်ပါတယ်ရှင်ဒီကနေ့မှာကျမတို့မျိုးဆက်ဘွားကျမရေးဆိုင်ရာမှာတည်တည်ကြိုက်တဲ့အကြောင်းအရာလေးတွေကိုကျမဒီမှာဖြေကြားပေးပါဖြစ်ပါတယ်ရှင်ကျမကဆက်လက်ဆွေးနွေးမှာတော့ဒီကျမတို့အမျိုးသမီးတွေသုံးနေကြဖြစ်တဲ့ပေါ့နော်oral contraceptive pills လို့ခေါ်တဲ့ဒီဟာပေါ့နော်စိတ်ကတ်တွေဟော်မုန်းပါတဲ့စိတ်ကတ်တွေကိုတောက်တဲ့အခါမှာဒီခါလေးကျရင်မျိုးသမီးတွေကမေ့သွားတာလေးရှိတတ်တယ်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်မဆွေးနွေးတင်ပြပေးချင်ပါတယ်ရှင်combined oral contraceptive pills ပေါ့ဟော်မုန်းနှမျိုးပါတဲ့ဆေးမျိုးသမီးလေးတယောက်ကတောက်နေတယ်တောက်နေတဲ့သူမေ့သွားတယ်ဆိုတော့မေ့သွားတယ်ဆိုရင်ဆေးကတစ်လုံးပဲမေ့တယ်ဆိုတော့တစ်လုံးပဲမေ့တယ်ဆိုအရင်ဆုံးကြည့်ရမှာသူဒီfirst week မှာဖြစ်တာလား second or third week မှာဖြစ်တာလားကိုကျမတို့ကြည့်ရပါတယ် first week နောက်ပြီးတော့ဒီမေ့တဲ့အချိန်ကဘယ်လောက်ကြာသွားပြီလဲအဲ့မေ့တဲ့အချိန်က48 to 72 hour ဖြစ်သွားတယ်အရင် active phase ကလေတောက်ဖို့ပေါ့နော်ဒီ one phase ပဲ miss ဖြစ်တယ်ပေါ့အဲ့ဒါဆိုရင်တတိယအချိန်ချင်းမှာချက်ချင်းတောက်လိုက်ပါပြီးလို့ရှိရင်သူတောက်နေကြဆေးကိုလည်းတောက်နေကြအချိန်မှာတောက်ပေးပါနောက်ပြီးတော့48 to 72 hour မှာကတော့အချို့ကလည်း condom မသုံးရင်ရတယ်လို့ပြောပါတယ်အချို့ကလည်း condom သုံးလို့ပြောပါတယ်သုံးမယ်ဆိုရင်တော့တစ်ပတ်သုံးရမှာပေါ့နော်နောက်ပြီးတော့ EC2 နဲ့ပတ်သက်လို့ကတော့ဒီ emergency contraception လိုလားမလိုလားပေါ့နော်အရေးပေါ်သားဆက်ချားစီအဲ့ဒါကတော့ first week နော်ဒီ one week ပေါ့ week 1မှာဖြစ်တယ်ဆိုပါတော့ week 1မှာဖြစ်လို့သူဒီ OC base ကိုတောက်ထားတာ9လုံးမမြောက်သေးဘူးပေါ့9လုံးနဲ့နေတာပေါ့9လုံးအထိပေါ့အဲ့ဒါဆိုရင်အရင် hormone free ပေါ့နော်ဒီ day 1မတောက်ခင်မှာ hormone free ဆိုတာရှိတယ်တစ်ခုနဲ့တစ်ခုကြားမှာဒါမှမဟုတ် day 1အသစ်စတောက်တာဆိုတော့အရင် hormone မတောက်ခဲ့ဘူးပေါ့အဲ့ဒါဆိုလို့ရှိရင် day 1ကနေခုမှ day 7အထိရှိခဲ့တယ်ပြီးတော့အဲ့ဒီမတိုင်မီမှာဒီမတောက်ခင်မှာရောhormone စမတောက်ခင်မှာရောနောက် day ဒီ1 week မှာရောunprotected sex ပေါ့နော်ဘာမှမကာဝယ်ဘဲနဲ့ sex ရှိထားတယ်ဆိုရင်တော့ကျမတို့ easy emergency contraceptive pills ကိုပါသုံးရမှာဖြစ်ပါတယ်အကယ်၍သူတောက်တဲ့ဆေးဒီ9လုံးနဲ့များနေပြီသူတောက်ပြီးသား9လုံးနဲ့များပြီးမှ miss ဖြစ်တာဆိုရင်တော့ easy to emergency contraception မလိုပါဘူးဒါကကျမတို့ miss 1 pill ပါ miss 1 pill ကweek 2နဲ့ week 3မှာဖြစ်တယ်ဆိုရင်တော့တဲ့တလုံးပဲ miss ဖြစ်တာမို့လို့ကျမတို့ခုနပြောတဲ့ emergency contraception မလိုပါဘူးသူကလည်းသူကအရင်တည်းကဆေးကနော် day 2တို့ day 3ဆိုဆေးတော်တော်များများဝင်ပြီးနေပြီတလုံးနဲ့မေ့တာဆိုတော့အဲ့ဒီအချိန်မှာသူဒီ emergency contraception မလိုတော့ပါဘူးတဲ့နောက်တစ်ခုကတော့သူကနောက်ဆုံးဘက်မှာဖြစ်တယ်ပေါ့နော် miss pay ကနောက်ဆုံးဘက်မှာဖြစ်လို့သူ့ရဲ့ဆေးကနောက်ကုံတော့မဲ့ကတ်က9လုံးလောက်ပဲရှိတော့တယ်9လုံးနဲ့နည်းတယ်ဆိုရင်တော့တဲ့နောက်ထပ်တကက်တောက်တဲ့အခါမှာ pain free interval ကို short လိုက်တော့ pain free interval ဆိုတာမတောက်ဖဲနဲ့ခဏနားတဲ့ဟာကိုဖယ်ပြီးတော့ active hormone ဆေးကအတစ်ကိုဒီ9လုံးကုံတာနဲ့ဆေးကအတစ်ကိုတောက်ရမှာပါone pill miss ဖြစ်တာကဲအဲ့ one pill miss ဖြစ်တာက48နာရီမတိုင်မီဖြစ်တယ်ဆိုပါတော့နော်ဆေးတောက်ဖို့မိသွားတယ်ဥပမာသူကထားပါတော့မနေ့ည8နာရီကတောက်တယ်ဒီည8နာရီမှာတောက်ရမယ်24နာရီအဲ့မှာမတောက်လိုက်ဘူးဒါပေမဲ့မနေ့ကျတော့ချက်ချင်းသတိရတယ်အဲ့ဒါဆို48 hour မပြည့်သေးဘူးအဲ့ဒီမတိုင်ခင်မှာဖြစ်တယ်ဆိုရင်တော့တဲ့ခုနလိုသတိရရင်ချက်ချင်းတောက်လိုက်ပြီးရင်ပုံမှန်အချိန်မှာလည်းပုံမှန်ဆေးကိုဆက်တောက်ပြီးလို့ရှိရင်သူကကြတော့condom တို့နော်ရှောင်တာတို့မလိုပါဘူးတဲ့အဲ့ဆေးကိုကုန်တဲ့အထိဆက်ပြီးတော့တောက်ပါတဲ့ခုနဆေးနှလုံးနဲ့အထက်ပေါ့9လုံးအထိမေ့တယ်ဆိုတော့အဲ့ဒါဆိုရင်တော့ခုနမင်းတတိယချင်းချက်ချင်းတောက်ပါချက်ချင်းတောက်ပြီးတော့ तू ကတော့နှလုံးလဲဖြစ်နေတဲ့အတွက်ကြောင့်ကျမတို့သူ့ကိုဘာလုပ်ရမလဲဆိုတော့ဟိုကလိုတယ် condom use အနည်းဆုံး9ရက်ပေါ့9ရက်ဒီခုနကျမတို့ဆေးတတိယချင်းဆေးတောက်လိုက်မယ်တောက်ပြီးတော့ပုံမှန်အချိန်မှလဲတောက်မယ်အဲ့ဒါ9ရက်တိတိတောက်တဲ့အထိ9ရက်တိတိတောက်ပြီးတဲ့အထိကိုကျမတို့ condom သုံးရင်မသုံးရင်ရှောင်ပါလုံးဝ sex ကို avoid လုပ်ထားလိုက်ပါဒါကတော့နှလုံးအော်ပိုများတာပေါ့နှလုံးအော်ပိုများတာ day 1 week 1မှာဖြစ်ခဲ့ရင်ပေါ့ week 1မှာဖြစ်ခဲ့လို့ပေါ့နော်ခုနပထမဆေးတောက်တာက
နော်9လုံးပဲရောက်သေးတယ်ဒါမှမဟုတ်ရင်6လုံးပဲရှိသေးတယ်အဲ့လိုပေါ့တစ်လုံးကနေ9လုံးထိပဲရှိတဲ့အချိန်မှာ miss ဖြစ်သွားတာဆိုလို့ရှိရင်တော့တဲ့အဲ့ဒီအတွင်းမှာအတူတူနေထားမိတယ်ကာကွယ်မပါဘဲနဲ့ပြီးတော့တစ်ခါဘာမှဟော်မုန်းမတောက်ခင်မှာလဲနေထားမိတယ်ဆိုရင်တော့တဲ့ emergency contraception သုံးရပါမယ်ခုနပြောတဲ့ဟိုအရေးပေါ်တားဆက်ချားစီပေါ့တောက်အောင်နော်မတောက်ရင်လည်း IUCD ထည့်ပေါ့တခုခုပေါ့နော်နောက်တစ်ခုကကြတော့အကယ်၍ week 2နဲ့3မှာ2 or more pace ကဟိုဖြစ်တယ်ဆိုပါတော့မေ့သွားတယ်ဆိုပါတော့နှလုံးနဲ့အထက်9လုံးထိပေါ့အဲ့လိုဖြစ်တယ်ဆိုရင်တော့တဲ့ခုနတိချင်းမှာချက်ချင်းမေ့တဲ့နောက်ဆုံးမေ့တဲ့အလုံးကိုတောက်ပါတဲ့ကျန်တဲ့မေ့တာတွေတော့ဖယ်ပလိုက်တဲ့ပြီးရင်ပုံမှန်အချိန်မှာပုံမှန်ဆေးကိုတောင်းတယ်အဲ့ဒီအခါမှာလဲခုနအပူဆောင်တားဆက်ချခြင်းပေါ့ခုနကွန်ဒုံနော်ခုနအစွတ်တောင်းရင်တောင်းဓမ္မမဟုတ်ရင်အိမ်တော်နဲ့လုံးဝရှောင်ပါတဲ့နော်အဲ့ဒီ case တွေမှာတော့ဒီ week 2 or week 3မှာဖြစ်တဲ့အတွက်အရေးပေါ်တားဆက်ချစီတုံးဖို့မလိုပါဘူးဒါကတော့ကျမတို့ရဲ့ဒီ rules တွေပါတရင်သားဆေးတောက်ပြီးတော့2နာရီကနေ4နာရီအတွင်းမှာအန်နာတို့ဝင်းလျှောတာတို့ဖြစ်တစ်လုံးကိုပြန်တောက်လိုက်ပါပြီးလို့ရှိရင်အဲ့ဒီဝင်းလျှောတာဟာဆက်ပြီးတော့နောက်ပုံမှန်အတိုင်းလဲဆက်တော့ပေါ့နော်အဲ့ဒီဝင်းလျှောတာဟာ24နာရီထိဆက်ဖြစ်နေတယ်ဆိုပါတော့အဲ့ဒါဆိုလို့ရှိရင် backup method ပါထည့်သုံးရပါမယ်။နောက်အဲ့ဒီ backup method ကိုဘယ်လောက်ထိသုံးရမလဲဆိုတော့ဝင်းလျှောတာလုံးဝပျောက်သွားတဲ့အထိကို backup method သုံးရပါတယ်။ပြီးတော့ဆေးရလည်းဆက်တော့ပြီးပါဆေးမိတာကတော့မကောင်းပေါ့တောက်လို့ရှိရင်ဒီဆေးတွေကတေချာကိုအချိန်မှန်တိတိကျကျတောက်ရမှာပေါ့ဒါပေမဲ့ခုနပြောသလိုကျမတို့ဆေးမြင်ဘာလုပ်ရမလဲဆိုတော့ကျမတို့လည်းပြောပြထားပါတယ်ဒါပေမဲ့တခါတလေကျအဲ့လောက်လုပ်တဲ့ကြားတွေက fail ဖြစ်သွားတာရှိတတ်ပါတယ်ဒါကြောင့်ဆေးမြင်ပြီးလို့ရှိရင်ကျမတို့နောက်ဆုံး intercourse ကနေပြီးတော့ဆေးမြင်သွားတယ်ခုနလိုပြန်တောက်တယ်ပြီးလို့ရှိရင်နောက်ဆုံးအဲ့ unprotected sex ပေါ့နော်အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတော့21ရက်အကြာမှာတော့ယာဒီလည်းမလာသေးဘူးဆိုရင်စီးပြန်စစ်ကြည့်ရမှာပဲကိုဝင်ရှိမရှိကိုစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်ရှင်မျိုးဥကြွေတဲ့အပတ်မှာဖြစ်ရင်တော့နည်းနည်းတော့ပိုများနိုင်တာပေါ့နော်ဒါပေမဲ့ခုနလိုအချိန်မီဆေးတောက်ထားတယ်အစတော့ကလည်းမှန်တောက်ထားခဲ့တယ်ခုမှမိတာပဲဆိုရင်တော့ခုနလိုဒီလန်းနေနဲ့လုပ်ရင်တော့ဟိုရနိုင်ချေနေသွားပါတယ်ဆေးမိရတဲ့ပတ်သက်လို့ခုနပြောသလိုဟိုဆေးတွေမှန်တောက်သွားပြီးတော့ယာဒီမလာရင်တော့ဘိုက်အောက်ရာမျိုးတွေဖြစ်ရင်နောက်ပုံမှန်သွေးဆင်းတာတွေဖြစ်ရင်နောက်ပြီးတော့အဲ့ဒီမိတာတွေကခဏဖြစ်လာပြီဆိုရင်တော့တက်ဆိုင်ရာတက်ကြွတဲ့ဆရာဝန်တွေနဲ့ပြသပြီးတော့ဆွေးနွေးရမှာဖြစ်ပါတယ်ရှင်ဒီနေ့ကျမတို့မျိုးပွားကျန်းမာရေးဆိုင်ရာအချက်လက်များကိုတည်တိုက်တာလေးတွေကိုဒီနေ့ဆွေးနွေးပြောကြားထားခဲ့တာကိုအားလုံးပဲထိချိုက်ကြမယ်လို့ယုံကြည်ပါတယ်ဒီခန်းကဏ္ဍလေးကိုနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်